အားလုံးပဲမင်္ဂလာပါဒီမနက်တော့တောင်ကိုငါးထမင်းစိတ်လေးလှုပ်စားပါတယ်ငါးထမင်းစိတ်လေးကတော့ဒါတောင်ကိုဒေသရဲ့အထင်ကြီးအစားအစာလေးထဲမှာတစ်ခုပါတယ်ပေါ့နော်ရင်စုံနေနဲ့ငါးလေးကိုစပလင်လေးနဲ့ဂျင်းလေးနဲ့အရေခဲအောင်ပြုတ်လိုက်ပါမယ်ငါးအချွေရည်တွေပေါ့နော်ငါးထဲပြန်ရောက်သွားအောင်လို့ပါပြီးလို့ရှိရင်ငါးလေးကိုအယူနှွှင်ပါမယ်ပြီးလို့ရှိရင်ကြက်သွန်ဖြူလေးကိုစင်းထားမယ်ပေါ့နော်ကြက်သွန်အနီလဲကြိုက်တဲ့သူဆိုရင်တော့ထဲပေါ့နော်အချိုရတာကြိုက်တော့ကြက်သွန်နီလေးထည့်စီတက်ပါတယ်ဒါနည်းနည်းလေးထားတာများသွားပြီကဲအဆူစီလေးနည်းနည်းပြန်ခတ်ထားမယ်ကြက်နဲ့စီလေးနဲ့ပေါ့နော်အယိုးနှွှင်ထားတဲ့ငါးလေးတွေကိုစီတက်ပါမယ်အရာတင်မှုန့်နည်းနည်းထည့်ပါမယ်ထည့်ပြီးသွားလို့ရှင်ငါးလေးနည်းနည်းခြောက်သွားတဲ့အထိပေါ့နော်အဲ့ဒါဆိုစီတက်လိုက်ပါမယ်ကဲဒီအနေထားဆိုလို့ရှိရင်နော်ငါးလေးစီတက်တာရသွားပါပြီအဲ့ဒါဆိုလို့ရှိရင်ငရုတ်တီလေးလှော်မယ်ပေါ့နော်တယောက်စာလေးပဲနည်းနည်းပဲလှော်ပါတယ်ပြီးလို့ရှိရင်မြေပဲလေးလှော်ပါတယ်ဒီပဲလေးလှော်ပြီးသွားလို့ရှိရင်เนาะအဲဆိုထမင်းစားတုံးမယ်ပေါ့เนาะအချမုံနည်းနည်းထည့်မယ်စားနည်းနည်းထည့်မယ်ပြီးလို့ရှိရင်စီတက်ထားတယ်ပေါ့เนาะအရာဒီမုံနဲ့စီတက်ထားတဲ့ငါးလေးကိုထမင်းနဲ့နှံ့နေအောင်နေလိုက်ပါမယ်ပြီးလို့ရှိရင်တော့ငါးထမင်းစိတ်လေးကိုလုံးပါမယ်ပေါ့နော်ခလီးရအလိုငါးထမင်းစိတ်လေးလုံးပြီးတာတအားကြိုက်တယ်ပေါ့နော်တောင်ဦးမှာဆိုလို့ရှိရင်တော့တချို့ဆိုင်တွေကတော့အလုံးပြီးတော့ရောင်းနေပေါ့နော်တချို့ဆိုင်တွေကတော့ဒီတိုင်းပဲပေါ့နော်မလုံးမဲနဲ့ဒီတိုင်းလေးထည့်ပြီးပဲလဲရောင်းပါတယ်ဒါပေမဲ့အဲ့လိုပေါ့နော်ငါးထမင်းစိတ်လုံးတာလေးကိုခလီးရကြိုက်တဲ့အတွက်လုံးပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့အရန်ကိုမနော်အရသာရှိပြီးတော့လူကြီးလူငယ်မရွေးတောင်သားတွေကြိုက်တယ်ငါထမင်းစိတ်လေးရပါပြီရင်စုံနေနဲ့အခုနာစီတက်တုံးပါပေါ့နော်ထားဖယ်ထားတဲ့စီလေးတွေကိုထည့်ပါမယ်ပြီးလို့ရှိရင်ငါထမင်းစိတ်နဲ့တွဲစားရတဲ့ဒါကကြက်သွန်မိတ်ပေါ့နော်နောက်တစ်ခုကကြတော့ဂျူးမြစ်ဒါတော့ငါထမင်းစိတ်ဆိုင်တိုင်းမှာပေါ့နော်ငါထမင်းစိတ်ဆိုင်မပါမဖြစ်ဒါတော့အခုနာကြက်သွန်ဒီနဲ့ကြက်သွန်ဖြူလေးစီတက်ထားတာပြန်စေထားတော့ညူသွားပြီပေါ့နော်ကဲမြေပဲလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့ငရုတ်တီလေးပေါ့နော်ကဲအဲ့ဒါဆိုရင်တော့အရန်စားလို့ကောင်းနေပေါ့နော်စစ်စိတ်လေးငါထမင်းစိတ်လို့ခေါ်ကြတယ်ငါတောင်ငါထမင်းစိတ်လေးရပါပြီအခုကမနက်စောစောဆိုတော့နေရောင်လေးနဲ့ပေါ့နော်နေရောင်လေးနဲ့ဆိုရင်တော့ထမင်းရဘိုးဝါလေးပေါ့နော်ကလေးတွေလည်းသူကအရင်ကြိုက်တယ်ငါထမင်းစိတ်ကိုပေါ့နော်ကဲအဲ့ဒါဆိုခလီဒီနီလေးစာအတွက်တော့ပဲစီတက်လီနဲ့ပြီးတော့ကြက်သားလေးပြုတ်ထားတာကိုအာလူရဲ့ပဲတည့်ရဲ့ဥနီလေးရဲ့ထည့်ပြီးတော့ပဲဟင်းကြိုလေးချက်လိုက်ပါတယ်ကဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်